If you don't feel like being alone tonight, Joey and Chandler are coming over to help me put together my new furniture. ဒီနေ့အတွက်ကတော့အင်္ဂလိပ်ကားတွေမှာအရန်ကိုအသုံးဝင်နေအသုံးများတဲ့ phrasal verbs ၃မျိုးကိုပြပြသွားမှာဖြစ်ပါတယ် feel like ရဲ့ come over ရဲ့ put together ရဲ့ဖြစ်ပါတယ်နံပါတ်1ကတော့ feel like ပေါ့နော် feel like မှာသူက2မျိုးသုံးနေပထမတစ်ခုက feel like plus gerund ဆိုတာ verb ing ပေါ့နော်နံပါတ်2က feel like plus clause ဆိုတာက subject ရဲ့ verb ရဲ့ sentence အကြောင်းနောက်ကလိုက်တာဖြစ်ပါတယ်သူမှာအဓိပ္ပာယ်က feel like plus gerund verb ing လိုက်တဲ့ဆိုလို့ရှိရင်လှုပ်ချင်တာဖြစ်ချင်တာအဲ့ဒီလိုမျိုးလှုပ်ချင်တဲ့ဆန္ဒရှိတာပေါ့နော်ဒါမှမဟုတ် feel like plus noun နောက်ကလိုက်တဲ့ဆိုလို့ရှိရင်လေလိုချင်တာအပြင်ကိုအဲ့ဒီလိုဖြစ်နေတယ်လို့ခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့နော် example ဆိုလို့ရှိရင်I feel like going out ဆိုလို့ရှိရင်အပြင်သွားခြင်းတယ်ပေါ့နော် she doesn't feel like dancing ဆိုလို့ရှိရင်မကခြင်းဘူးပေါ့အဲ့တော့ feel like ရဲ့နောက်မှာverb ing လိုက်တာနောက်တစ်ခါကျတော့ noun လိုက်တာကျတော့ I feel like coffee ဆိုရှင် coffee ကိုလိုချင်တာပေါ့ coffee တောက်ချင်တာပေါ့နောက်တစ်ခါကျတော့ he feels like a winner ဆိုတော့ like a winner မှာဒီမှာကျတော့ winner ကိုလိုချင်တာမဟုတ်တော့ဘဲနဲ့ winner တယောက်လိုငါအနိုင်ရတဲ့သူကြီးတယောက်လိုသူခံစားနေရတယ်ပေါ့နောက်တစ်ခါ he feels like a new person ဆိုရင်လူသစ်ဖြစ်သွားတယ်လို့ခံစားရတယ်ပေါ့အဲ့လိုမျိုးတိတ်ပြပါ Ross က Rachel ကို if you don't feel like being alone tonight ဆိုတော့ဒီညတယောက်တည်းဖြစ်မနေခြင်းမှုဆိုရင်ဆိုပြီးတော့ပြောသွားပါတော့เนาะပြီးတော့ feel like plus clause ပေါ့နော် clause ဆိုလို့ရှိရင် subject ရဲ့ verb ရဲ့နဲ့နောက်ကနေလိုက်မယ်ပေါ့နော်ဒီအဓိပ္ပာယ်ကကျတော့အဲ့ဒီလိုမျိုးခံစားရတယ်ပေါ့နော်ခုနက feel like plus noun ရဲ့အဓိပ္ပာယ်နဲ့စင်ပါတယ် I feel like I should go ဆိုလို့ရှိရင်ငါသွားတဲ့မိလုံးခံစားရတယ်ပေါ့နော်ဒါကြတော့ sense တွေကိုထင်မြင်ချက်တွေတန်တရားတွေအတွေးတွေကိုဒီလိုမျိုးပြောလို့ရတယ်ပေါ့နော် I feel like she's mad at me သူငါ့စိတ်ဆိုးနေလို့ငါခံစားရတယ်ပေါ့နော်အဲ့လိုမျိုးထင်ရတယ် I feel like no one is listening ငါပြောနေတာကိုသူကနားမထောင်ဘူးလို့ငါခံစားနေရတယ်အဲ့လိုမျိုးပေါ့နော်ပုံမြင်တာအောင်ဒီနေ့ကိုနှိုင်းရှင်းကြည့်လို့ရပါတယ် I feel like going home ငါအိမ်ပြန်ချင်တယ် I feel like I should go home ငါအိမ်ပြန်သိပြီလို့ခံစားရတယ်ငါထင်နေပေါ့နော် Ross ပြောသွားတာအရင်မြန်တဲ့အတွက်ကြောင့်တီချာနာထောင်ပြီးတော့ရအောင်လိုက်ပြောကြည့်ပါ If you don't feel like being alone tonight, Joey and Chandler are coming over to help me put together my new furniture. ဗီဒီယိုကရှိတဲ့အတွက်နှစ်ပိုင်းခွဲထားပါတယ်ကျေးဇူးပါ